grab လာရတယ်။ဒီမှာကဲမြောင်းလာတယ်။နောက်ကျရင်လည်းစကင်မြောင်းနေပြောင်းမယ်။ပတ်တူးပါပတ်တူးလောက်ရအောင်။ဟိုဗီဒီယိုရဲ့ဝေါ်တဲ့။ဟိုင်းဗီဒီယိုဝေါ်တဲ့။ကြည့်ရအောင်။ ဝင်လို့မရဘူးနော်ဘတ်တို့မီနူရေးပဲဖြစ်နေအဲ့ဒါရောဘာပဲရောပြန်ရောက်လာပြီဟောအီမွန်တလက်ဒီကပျောက်သွားတယ်ဗျာဘာလို့လဲမသိပျောက်သွားတယ်ဟုတ်တယ်ပျောက်သွားတယ်ဟာနေရောကျွန်တော်ရဲ့ friend ကိုဝါလောက်လိုက်အောင်မယ် invite လိုက်အောင်မယ် okayရပြီမနေ့တော့တူးလက်စာမိုင်းပေါ့နော်အဲ့ဒါဆက်တူးပါမယ်တူးနေနဲ့အကုန်သွားတာဟိုဘိုက်တောင်တော်တော်စားနေပြဘိုက်တော်စားနေဘာမှစားလာဆိုတော့လေဘိုက်လေးကနည်းနည်းပြေသွားပြီဆိုရင်အရင်ဆိုခဲ့တဲ့လုံရိုးလုံစင်တွေမှာကတော့ oneness ကိုဖြတ်ပါတယ်ခင်ဗျဆပ်ဒီတည်းကချက်ယူရမယ်အဲ့ရချပြီးမှာပဲအိတ်လိုက်မယ်ရှောအေးဒါပေမဲ့အသေးဝဲကိုရအသေးဝဲလို့ဘောနဲ့ခေါင်းကြောက်ဖို့လုပ်နေရလားဟာအဲ့နော်တော့နဲ့အဲ့ဒါမလို့ရှိလို့လို့ရတယ်ကြီးတော့ကားကြတော့ကြောက်တုံးနေလိုတာလားတသားတုံးနေလိုတာလားမသိအဲဒီမှာဘိုင်ရောရှိဦးတယ်ညောင်းရဟုတ်တော့တော့ခုတ်ရုံလေးရအနီမေးရှင်းလေးရချစ်စရာလေးမခိုးရမမတက်ပင်နေရှိဒီခေါက်လိုက်ပါအောင်မယ်ဒီလေးပိုင်းနဲ့ခေါက်ပြီးတော့ private နေပြီနဲ့ပြန်ရောက်ပြီဒီမှာခဏမှာကြောင်းလုံးမှာโอเคပြီးရင်လုံနေတဲ့ရှိဒီကရပြီရှိရပြီဆော့လေးပါလေးလုံးမယ်ဆော့လုံးBSP ရလုံးလိုက်မယ် shovel ကကြတော့uno de la di shovel ကကြတော့ချောင်းလုံးနေရပြီအရင်ရှာမယ်တကူလုံးဘိုးရွာနေမကောင်းလားဟာဘယ်ဒါယူရတယ်哦。
မြေကြီးတစ်ခုကိုတူအိမ်ဆောက်မယ်ပေါ့။အဲကြောင့် cherry နဲ့ဆောက်မယ်။ cherry အိမ်လုပ်မယ်။ဟုတ်တယ်မလား။ဒီရွာဒီဝါကိုစားတော့တော့အရင်ဗီဒီယိုကြီးရဲ့တည်ပါမယ်။မှာနီးနားတော့မှ cherry ပါရုံရှိတယ်။အော်ဘယ်ရောက်လဲမသိ။ပပက်လေးလိုက်ကြည့်ကြည့်လိုက်။ cherry ဘိုင်းပဲရောက်โอ้ย what the fuck ရုံနဲ့ကြီးอ่ะไม่ရှာနိုင်ဘူးအင်းရရွေးရှာလာဒီမှာရွာပပလေးကြည့်တာတော့မတွေ့ရအောင်အနီးနားမှာရှိတဲ့ဟောတော်သေးတာပေါ့ရွာအနီးနားမှာရှိတဲ့အပင်တွေကိုပဲခုတ်မယ်ပေါ့ဘောနေကိုကြတော့ကျွန်တော်အေးကိုစဉ်းစားတာပေါ့immortal ဟော immortal craft အဲ့လိုလေးပေးရတယ်ဟုတ်တယ်ဆိုတော့ကျွန်တော်မသိဘူးဖြစ် immortal craft ဒီကနေ့ခုတ်လိုက်ပါဒီခုတ်လိုက်ဟောမှာဆုံးပြီးလိုက်ဆိုဒီတော့အကြောင်းလေးပြောင်းမယ်ဒီတော့ဆိုတော့ဘလောက်လဲ shit 16 3ထားလိုက်ပါမပြေဘူးလားခဏနေbrother ဒီမှာကြည့်ရအခုတော့လှမ်းမြင်ရပြီကြအရင်ကလာတော့ထိုးလို့မရဘူးမတိုးရဘူးအမော်တော်လေးဖွင့်လာရင်တော့မှသူကလန့်ဖော်လာရောတော့ဟုတ်လားနောက်ပြီးတော့ကျွန်တော်ဒီမှာအိမ်တွေပါလေးစောင့်နေတော့ခရီးပါကလာပေါက်သွားဟုတ်လားနော်ဒီနေရာကိုနောက်မှပဲပြတ်ပါမယ်EV3 ကြပြပါပဲ။နော်ဟိုအိမ်ကဆောက်ပါမယ်။လောက်ဖောင်းကတော့ဒီမှာပေါ့။ဟာ။ဆောက်ပါမယ်။ဆောက်ပါ။ကိုကတော့တဲလုံးနေရတဲ့အတွက်စုံသားပြီးတဲသွားယူနေဖြစ်ပါရဲ့။ဟိုရှိမှရောက်တော့မှာပေါ့နော်။မရှိမင်းမတော့မလုပ်တော့ဘူးဟိုမှာတွေ့ yes 14ဦးလို့အားလုံးပါ
မှမတွေ့သေးဘူးဝါကဒီဘက်မှာနော်ဟိုမှာဆောက်ရမရှိတော့ဘူးဒါပဲကြံတော့တယ်ပိုတာတော့ပဲစားတော့ဒီကောင်ဘိုက်သိမ့်မပြီးဘူးဘာစားမနောက်ဆုံးပေါင်မတော့နေအေးခုမှရမြေလို့ထန်လို့ကောင်းတော့တယ်ကျွန်တော်ဒီမှာတဲတွေကြိုးထားတယ်ပေါ့နော်ဒီမှာခရီးပါပေါက်သွားလို့ဒီမှာတရားမြေကြီးနဲ့တရားလေးလောက်ထားတယ်ဒါကြီးလို့ကတော့မကောင်းပါဘူးအဆင်ပြေလို့ပဲလောက်ရတာပဲနော်လည်းအကုန်လုံးချလို့ပြီးတာနေပြီရပြီရောအကုန်လုံးပြီးပြီရပြီဒီတကားလုံးကိုပဲပြန်တော့တကားလုံးကนี่အစီလေးချလာไม่รู้อะไรเพี้ยนเลยกว่าเฮ้ชูอันนี้อะไรไปต้องอะไรมาတော့ပါပြီကွာနောက်တော့ကျွန်တော်အိမ်ရပြီးဆုံးသွားခဲ့ပါဘူးဒါတော့ပတ်2ပါပတ်3လို့ချင်းနောက်ပြတင်ပေးပါမယ်နော်တိတ်တော့မလှဘူးပေါ့မောင်လိုလေးနောက်မှာခံတတ်ပုံစံလေးပေါ့အဲ့လိုလေးကျွန်တော်ဟိုးရေခဲ့ယူပဲစားအားလုံးပဲတတာ